တနေ့ညတကောင်ရံမှာဖိုးထွန်းတယောက်နွားစာကျွေးနေရင်ကောင်းကင်ကြီးကိုမောကြည့်လိုက်မိရာကနေထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတယ်။ကောင်းကင်ပေါ်မှာရွှေရောင်တောက်နေတဲ့နွားတိုးကြီးတစ်ကောင်နဲ့ငွေနဲ့ကြီးတစ်ကောင်တို့အသေးအတန်တိုက်ခိုက်နေကြတာပါ။ဖိုးထွန်းလည်းသူ့မျက်စိသူမယုံနိုင်လို့ကိုတက်ပြီးတေချာကြည့်ပေမဲ့လည်းတကယ်ကြီးဖြစ်နေတာပါ။ကောင်းကင်တစ်ခုလုံးမှာတိမ်တွေလိမ့်တက်နေပြီးရွှေနွားတိုးကြီးကရွှေရောင်လင်းနှန်းတွေနဲ့ကန်ကြောက်နေသလိုငွေနဲ့ကြီးကလည်းအမဲရောင်အစိမ့်ငွေတွေနဲ့ပြနန်းလည်းတိုက်ခိုက်နေပါတယ်။အတန်ကြာတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ငွေနဲ့ကြီးကဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးဖိုးထွန်းရဲ့နွားတင်းကုတ်ပေးနာကိုဝုန်းကနေပြုတ်ကျလာပါတော့တယ်ပြီးတော့အမဲရောင်ငွေတွေအဖြစ်ပြောင်းလဲပြောက်ကွယ်သွားပြီးမြေပြင်ပေါ်မှာတော့အနက်ရောင်တောက်နေတဲ့ငွေကြေးကုန်တစ်ခုပဲကျန်ရစ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရွှေနွားသူကြီးလည်းဒဏ်ရာတွေနဲ့အိမ်ဝင်းထဲကိုပြုတ်ကျလာပြီးဘယ်ဘက်ခြေထောက်ကနေရွှေရောင်သွေးတွေစီးကျလို့လှုပ်တောင်လှုပ်နိုင်ရှာတော့ပါဘူး။ဖိုးထွန်းကတတိ၎င်းလောဘလည်းမရှိတဲ့သူမှုယတနာရပြီဆိုပြီးအမျက်ထုတ်ဖို့မတွေးပဲအိမ်ထဲကိုအမြန်ပြေးဝင်ပြီးတိုင်းရင်းစင်းမြစ်တွေကိုယူရွှေနွားသူကြီးရဲ့ဒဏ်ရာကိုဂယုတစိုက်နဲ့စီးနှောင်ပေးရှာပါတယ်ပြီးတော့ရေတန်းတန်လေးတိုက်ကျွေးပြီးတညာလုံးပြုစုပေးခဲ့ပါတယ်။မိုးလင်းခါနီးမှာတော့ရွှေနွားသူကြီးအားအင်တွေပြန်ပြေးလာပြီးဖိုးထွန်းကိုကျေးဇူးတင်တဲ့အနေနဲ့ခေါင်းသုံးချိန်နေပြကကောင်းကင်ဘော်ကိုပြန်တက်သွားပါတော့တယ်။မထွက်ခွာခင်မှာတော့ရွှေရောင်နွားမွေးတစ်ပင်ကျန်ရစ်ခဲ့ပါတယ်ဖိုးထွန်းကဒါကိုယတနာလို့မထင်ပဲစပွဲပေါ်မှာပဲဒီတိုင်းပစ်ထားလိုက်ပါတယ်။ဒါပေမဲ့နောက်ရက်မနက်မှာတော့ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။အိမ်ကပိန်လီနေတဲ့နွားကရုတ်တရက်ဆိုသလိုထွားချိုင်းတံမာလာပြီးအလုပ်လုပ်ရင်လည်းအားရင်တွေအစမတန်ရှိလာပါတယ်။လေခွင်းတွေကတီးနှံတွေကလည်းသူများတွေထက်ပိုမိုဖြစ်ထွန်းအောင်မြင်လာပါတယ်။ဒီသတင်းကိုရွာကကဆေးနဲ့တထေးကြီးကြားသွားတဲ့အခါမှာတော့ဖိုးထွန်းအိမ်ကိုရောက်လာပြီးဒါငါအိမ်ကပျောက်သွားတဲ့ရတနာပဲမင်းခိုးထားတာဆိုပြီးမဟုတ်မမှန်ဆွဆွဲကရွှေနွားတိုးကြီးပေးသွားတဲ့အရာကိုအတင်းအာရမတောင်းပါတော့တယ်။ဖိုးထွန်းကမပေးတဲ့အခါကျတော့တထေးကလူမိုက်တွေနဲ့အိမ်ကိုရိုက်နှက်ဖျက်ဆီးပြီးရွှေနွားမွေးကိုလူယူသွားပါတော့တယ်။တထေးကြီးကတော့ဒီရွှေနွားမွေးနဲ့ချမ်းသာတော့မယ်ဆိုပြီးပျော်နေတာပေါ့ဒါပေမဲ့အိမ်ကိုလည်းယူလာရောအိမ်မှာထူးဆန်းတဲ့ဘေးဒုက္ခတွေနေတိုင်းကြုံရပါတော့တယ်မွေးထားတဲ့ကျွဲနွားတွေအကုန်ယောဂါရပြီးတေးကုန်သလိုစပကြီးတွေကစပားတွေလည်းအကြောင်းရင်းမရှိဖုံဖုံလေးကုန်ပေါ်ပဲတနေ့ထက်တနေ့ဘဝကပျက်စီးလာတာကြောင့်တထေးကြီးကဒေါသထွက်ပြီးဖိုးထွန်းစီကိုလူတွေနဲ့လာရောက်ရန်ရှာပါတော့တယ်သူတို့ဖိုးထွန်းအိမ်ရှိလဲရောက်ရောလေထဲကနေအနက်ရောင်အရေးဆိုးကြီးတစ်ခုကတထေးကြီးစီကိုဝုန်းကနေပြေးအုပ်ပါတော့တယ်အဲ့ဒီအချိန်မှာဖိုးထွန်းကရန်ညိုးမထားပဲအန်ရရှိတယ်အမြန်ပြေးတော့လို့အော်ပြောပြီးတုတ်တချောင်းကိုဆွဲကအဲ့ဒီအရေးမေးကြီးကိုဝင်ရောက်ရိုက်နှက်မောင်းထုတ်ပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရွှေနွားတိုးကြီးကကောင်းကင်ကနေရွှေရောင်လင်းနှန်းတွေနဲ့တခါပြန်လဲဆင်းသက်လာပါတယ်။တကယ်တော့ဒီငွေနဲ့ကြီးဟာလူတွေရဲ့စီးစိမ်လက်လာပါတွေကိုစုပ်ယူတဲ့ငွေဆုံးဖြစ်ပြီးရွှေနွားတိုးကြီးကတော့ကောင်းကင်ဘုံကစီးစိမ်ဥစ္စာတွေကိုစောက်ရှောက်တဲ့နတ်နွားတိုးကြီးဖြစ်နေတာပါ။ဖိုးထွန်းကစိတ်ကောင်းစေတနာနဲ့ကူညီခဲ့လို့ကုသိုလ်ကံတွေကောင်းလာတာဖြစ်ပြီးတထေးကြီးကတော့လောဘဇောတက်ပြီးမတရားလူယူခဲ့လို့ငွေဆုံးရဲ့ကဆိုးကိုခံရတာဖြစ်ပါတယ်။ဒါကိုသိသွားတဲ့တထေးကြီးလည်းနောင်တတွေရပြီးတကယ်တော့ဒီငွေနဲ့ကြီးဟာလူတွေရဲ့စီးစိမ်လက်လာပါတွေကိုစုပ်ယူတဲ့ငွေဆုံးဖြစ်ပြီးရွှေနွားတိုးကြီးကတော့ကောင်းကင်ဘုံကစီးစိမ်ဥစ္စာတွေကိုစောက်ရှောက်တဲ့နတ်နွားတိုးကြီးဖြစ်နေတာပါဖိုးထွန်းကစိတ်ကောင်းစေတနာနဲ့ကူညီခဲ့လို့ကုသိုလ်ကံတွေကောင်းလာတာဖြစ်ပြီးတထေးကြီးကတော့လောဘဇောတက်ပြီးမတရားလူယူခဲ့လို့ငွေဆုံးရဲ့ကဆိုးကိုခံရတာဖြစ်ပါတယ်ဒါကိုသိသွားတဲ့တထေးကြီးလည်းနောင်တတွေရပြီးဖိုးထွန်းနဲ့ရွှေနွားတိုးကြီးကိုဒူးထောက်ကြော့လို့အမားကိုဝန်ခံပါတော့တယ်လူယူထားတဲ့ရွှေနွားမွေးကိုပြန်ပေးုံတင်မကပဲအရင်ကမတရားသိမ်းပိုက်ထားတဲ့ရွာသားတွေရဲ့လယ်ယာမြေတွေကိုပါအကုန်ပြန်ပေးခဲ့ပါတယ်ရွှေနွားတိုးကြီးလည်းတထေးကြီးနောင်တရတာကိုမြင်တော့သူ့ကိုယ်ပေါ်ကအမဲရောင်အစိမ့်ငွေတွေကိုဖယ်ရှားပေးပြီးခွင့်လွှတ်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဖိုးထွန်းဟာပုံမစူးစမ်းပြီးလေယာစိုက်ပျိုးတာကြောင့်ဘဝကတည်တည်ငြိမ်ငြိမ်နဲ့အေးအေးချမ်းချမ်းရှိသွားပါတယ်။သူကရွှေနွားတိုးကြီးအကြောင်းကိုလည်းဘသူ့ကိုမှကြွားလုံးမထုတ်ပဲရွာကစင်းရဲသားတွေကိုအမြဲကူညီဆောင်ရှောက်ပေးခဲ့ပါတယ်။တထေးကြီးလည်းလောဘတွေကိုလျှော့ပြီးရိုးရိုးသားသားပဲဆက်လက်နေထိုင်သွားပါတော့တယ်။ဇလန်းရဲ့သင်ခန်းစာကတော့လောကမှာအလကားရတဲ့ကံကောင်းခြင်းဆိုတာမရှိပါဘူးမိမိရဲ့ကစက်စရာဟာမိမိရဲ့စိတ်ထားနဲ့လုပ်ရက်တွေပဲဖြစ်ပါတယ်လောဘကြီးနဲ့မတရားလူယူရင်ဘေးဒုက္ခပဲဖိတ်ခေါ်မိတတ်ပြီးစိတ်ကောင်းစေတနာထားကရိုးရိုးသားသားလုပ်ကင်မှသာစစ်မှန်တဲ့ကံကောင်းခြင်းတွေကအမြဲတမ်းတည်မြဲနေမှာဖြစ်ပါတယ်